ဒီနေ့တော့ရုံပြရလည်းဖြစ်နားနေတာနဲ့ပဲအိမ်မှာကိုယ့်နဲ့ကိုချက်ချောက်ချင်စက်ရင်းညိုလေးချက်တော့ဖြစ်တယ်။ပေါင်းပစ္စည်းကတော့စပလင်းပရေကိုချက်သွန်ဖြူနောက်ပြီးတော့ကျွန်တော်တို့ဒီနန်းနန်းပင်ပြီးတော့တမယူသီးနှလုံးအမှားတော့ချက်သွန်ဖြူနဲ့ပရေကိုတို့ဒီစပလင်းရဲ့ပေါ်ပါလီပါတယ်ပြီးတော့ကျွန်တော်အဲ့ဒီဟာတွေငုပ်ပြီးနီလေးငုပ်ပြီးစိမ့်နီလေးနဲ့ပေါ့နော်ပြီးတော့ကျွန်တော်အဲ့ဒါတွေအကုန်လုံးကိုဒီဘလန်ဒါထဲမှာတစ်ခါလေးထည့်ပြီးတော့အကုန်လုံးကိုရောပြီးတော့ချိတ်တယ်မုံမလေးတိလေးဖြစ်သွားအောင်လို့ပေါ့နော်9မိနစ်လောက်9မိနစ်3မိနစ်လောက်ကြာတယ်ကျွန်တော်သူ့ထည့်ပြီးတော့ချိတ်တယ်ပေါ့နော်ဘလန်ဒါလေးနဲ့တေးနေတော့နှစ်ခါခွဲပြီးတော့မှကြည့်ရတယ်ပေါ့နော်သူတို့ဒီဘက်မှာတော့ကျွန်တော်ချက်6တီကိုပေါ့နော်ချက်6တီကိုကျွန်တော်ပြုတ်ထားတယ်ပြီးတော့ကြည့်ပြီးသားတွေ ingredient တွေအကုန်လုံးကိုပြန်လဲထည့်ပြီးတော့မှအကဝါပြုတ်ထားတဲ့ချက်6ဟင်းညိုလေးကိုကျွန်တော်ထည့်မယ်ပေါ့နော်ချက်6ဟင်းညိုဆိုမှချက်6ဟင်းညိုကြီးပဲလည်းမဟုတ်ဘူးထဲမှာကျွန်တော် fish ball လေးတွေထည့်ထားတယ်ကျွန်တော်ကြိုက်တဲ့အစားအစာတစ်ခုပေါ့နော် fish ball လေး soup ဆိုတော့ပြီးတော့နန်းနန်းမင်းတွေကိုလည်းကျွန်တော်ကြိတ်တယ်နန်းနန်းမင်းတွေကိုကြိတ်ပြီးတော့မှဒီငုတ်တီးတို့ပရေကောတို့ချက်သွန်ပြီးကြိတ်ထားတဲ့အနေနဲ့ပြန်ပြီးတော့မှပြန်ပေါင်းထည့်တယ်ပေါ့နော်ပြီးတော့မှအားလုံးကိုချက်6လေးပြုတ်ထားတဲ့ဒီစုပ်ပြုတ်ရည်ကိုအကုန်လုံးပြန်ပြီးတော့ပေါင်းထည့်တယ်ပြီးတော့နောက်ထပ်10မိနစ်15မိနစ်လောက်ကိုခါပြန်ပြီးတော့မှပြန်ပြီးထပ်ပြီးတော့ဟင်းညိုထပ်ပြီးတော့ချက်တယ်ပေါ့နော်နူးသွားတဲ့အထိပေါ့ပြီးတော့ကျွန်တော်တမယူလေးချင်းလေးနည်းနည်းလေးကျွန်တော်ထဲကိုညှက်ထည့်တယ်ပြီးတော့တချို့ကျန်တဲ့အစိတ်ပိုင်းလေးကိုလှီးပြီးတော့မှကျွန်တော်အပြင်မှာထားတယ်ပေါ့နော်10မိနစ်15မိနစ်လောက်ရောက်တဲ့အခါမှာချက်6တရားတော်တော်လေးကိုစူပြီးနူးနေရောเนาะအဲခံလေးကိုလဲထည့်ပြီးတော့စားဖို့အတွက်ကျွန်တော်ပြင်ဆင်နေပါတယ်